နိဝါဒောသပိပိတယာတုဘုံတွေယာတုဘုံတွေပညာအရှိန်ဝါတို့ကြောင့်ဖြစ်ပေါ်လာတာမြတ်မြတ်တို့ရှိကိုယ်ဘုသောဘုံတော်မှာရောခရောခြင်းဒီ၎င်းဧတံဒီအကြောင်းတရားတို့သည်ဩတ္တပမြတ်တော်မင်္ဂလာပစ္စုပန်တန်တရားဆင်းရဲခြင်းကိလေပစ္စုပန်တန်တရားချမ်းသာကြောင်းအစစ်အမှန်ဖြစ်ပါပေ၏လို့ဘုရားမြတ်စွာဘုရားဟောကြားတော်မိန့်မတော်မူအပ်လို့ယနာတော်ပါကိုပူဇော်မတော်ရာတွင်ဒီလိုပြုလုပ်ကြရကာယကံကုသိုလ်ပြောဆိုကြရဝစီကံကုသိုလ်စေတနာကြရမနောကံကုသိုလ်အဆုစုတို့ကြောင့်ဘလိုမရှိရမတော်တဲ့အပ်တဲ့ဘေဇူရန်စုအပြေစုမာတရပိဋကဘတ်တို့ရေပလေတကဲ့သို့ကဲဆယ်လွတ်ပြောင်းပြီးအလိုရှိရတော်တဲ့အပ်တဲ့လောကီလောကုတ္တရာကောင်းကျိုးချမ်းသာအနန္တမတ္တမြတ်တို့မျက်မှောက်ပြုနိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေ
နဲ့အလူ